နေတိုင်းအလုပ်စူးစမ်းတဲ့ဖခင်တယောက်ဟာသူ့ရဲ့သားကိုအကျွေးစစ်တစ်စစ်ပေးလေးရှိတယ်ဒါကိုယူထားပြီးစုထားလိုက်ပါတနေ့ကျရင်မင်းလိုအပ်လာလိမ့်မယ်လို့သူကပြောတတ်တယ်ဒါပေမဲ့တားဖြစ်သူကတော့ဘယ်တော့မှနားမထောင်ခဲ့ပါဘူးသူဟာမြေကမ်းသားကိုသွားပြီးအဲ့ဒီအကျွေးစစ်ကိုရေထဲနေတိုင်းပစ်ချလေးရှိတယ်ဖခင်ကအဲ့ဒါကိုမြင်ပေမဲ့ဘာမှမပြောခဲ့ဘူးကောင်လေးဟာအလုပ်လည်းမလုပ်စားလည်းမတင်ဘူးအဖေအိမ်မှာနေအဖေရှာကျွေးတာကိုစားပြီးအဖေရဲ့ချွေးနှဲစာတွေကိုတုံးဖြုံနေခဲ့တယ်တနေ့မှာတော့အရာအလုံးပြောင်းလဲသွားခဲ့တယ်ဖခင်ဖြစ်သူအပြင်းထန်နေမကောင်းဖြစ်သွားပြီးအလုပ်မလုပ်နိုင်တော့ဘူးသူတို့မှာပတ်စံလည်းမရှိစားစရာလည်းမရှိနဲ့မျောလင်းချက်မဲ့သွားခဲ့တယ်ဒါကြောင့်တားဖြစ်သူဟာအကြံအိုက်ပြီးအိမ်ကနေထွက်လာခဲ့ရတယ်သူ့ဘဝမှာပထမဆုံးအကြိမ်ဖြစ်ပူပြင်းတဲ့နေရာအောက်မှာတနေကုန်အလုပ်လုပ်ခဲ့ရတယ်တက်တာလေးကြီးတွေကိုမာပြီးခါကျိုးမတက်အလုပ်လုပ်ခဲ့ရတယ်တနေ့တာအဆုံးမှာတော့သူဟာအကျွေးစစ်တစ်စေးရခဲ့တယ်သူဟာအိမ်ကိုမောမောပန်းပန်းနဲ့ပြန်ရောက်လာတယ်အဲ့ဒီအကျွေးစစ်ကိုအဖေစီကမ်းပေးပြီးအဖေဒါကဒီနေ့တားရှာလို့ရခဲ့တာအကုန်ပဲလို့ပြောလိုက်တယ်ဖခင်ကသူ့ကိုကြည့်ပြီးတုံတုံရင်ရင်နဲ့ထားလာတယ်ငါနဲ့လိုက်ခဲ့လို့ဖခင်ကပြောတယ်သူတို့မြေကမ်းသားရောက်တဲ့အထိအတူတူလျှောက်လာခဲ့ကြတယ်ဖခင်ဖြစ်သူဟာဘာစကားမှမပြောဘဲအကျွေးစစ်ကိုယူပြီးရေထဲကိုပစ်ချလိုက်တယ်တားဖြစ်သူဟာစက်တီသေးသွားပြီးအဖေဘာလုပ်တာလဲဒါတားရဲ့အကျွေးစစ်လေအဲ့ဒါရဖို့တားတနေကုန်အလုပ်လုပ်ခဲ့ရတာလို့အော်ပြောလိုက်တယ်ဖခင်ကတားရဲ့ပခုံးပေါ်ကိုလက်တင်လိုက်တယ်သူ့တန်ကတော့တင်းငိမ့်နေခဲ့တယ်အခုမင်းနားလဲပြီလားလို့သူကပြောတယ်ဒါဟာမင်းကအပေါ်နေတိုင်းလုပ်နေခဲ့တဲ့အရာပဲလေအားနဲ့နေပြီဖြစ်တဲ့ငါလက်အိုကြီးတွေနဲ့ရှာဖွေထားတဲ့အကျွေးစေးကိုမင်းကိုပေးခဲ့တယ်မင်းကတော့အဲ့ဒါကိုတခါတည်းမဟုတ်ပဲထက်ကတွန့်ပစ်ခဲ့တယ်တားဖြစ်သူရဲ့မျက်လုံးတွေမှာမျက်ရည်တွေပြည့်လာတယ်ဖခင်ဖြစ်သူကတော့အပြုံးလေးတစ်ခုနဲ့အတူအဓိကအကျွေးစေးမဟုတ်ဘူးအဲ့ဒါကိုဘလို့ရှာဖွေခဲ့ရလဲဆိုတာကမှအဓိကပဲလို့တီတူပြောလိုက်ပါတယ်